အားလုံးပဲမင်္ဂလာပါဆရာတော်ဆရာမြတ်မင်းခန့်ပါအဲ့တော့ဆရာတို့ဒီနေ့မှာတော့ exercise 1.1 number 1ရဲ့ C လေးကိုကြည့်ရအောင်အဲ့တော့ number 1ရဲ့ C ကရှင်းရဗီဒီယိုလေးလိုပဲ solve the following equation နဲ့ပေးထားတဲ့ equation ကနေပြီးတော့ဆရာတို့မသိခင်ကိုရှာပေးပါတယ်အဲ့တော့ဆရာတို့ကြည့်ရအောင် 5x square minus 2a plus 1 is equal to 0တဲ့ဒါကသူပေးထားတဲ့ equation ပေါ့နော်ကဲတော့ဆရာတို့ကနေဖြည့်ရှင်းကြည့်ရအောင်ပု္ပ္ပာအတွက်လေးတွေကိုဒါဆိုဆရာတို့ကနေဒီပု္ပ္ပာတွေမှာတည်ထားရမှာလေးဆရာပြန်ပြောမယ်အဲ့တော့ဒီပု္ပ္ပာတွေကိုတွက်ဖို့ဆိုရင်ဆရာဒီ minus n ဒီ is equal to plus or minus square root of n နော် i ကတ i the whole square တည်ညီတယ်ဆိုတော့ဒီ formula လေးကိုဆရာတို့တည်ထားရမှာပေါ့ဒါဆိုဆရာတို့ကနေပြီးတော့ကြည့်ရအောင် 5x square minus 2a plus 1 is equal to 0အဲ့တော့ဒီပု္ပ္ပာတွေမှာဆရာတို့ကနေပြီးတော့8 square ရဲ့ရှေ့မှာ8 square ရဲ့မြောက်ဖော်ကိန်းကိုဆရာတို့ဒီ1ဖြစ်အောင်လုပ်မယ်ဒါဆိုဆရာတို့ဒီ5ကြီးပုံနေတယ်မဟုတ်ဘူးလားဒါဆိုဘာလုပ်မလဲ5နဲ့အကုန်လုံးကိုစားပြစ်မှာပေါ့ဒါဆိုဆရာဒီအကုန်လုံးကို5နဲ့စားလိုက်မယ်ဆိုရင်ဆရာတို့ဘယ်လိုဖြစ်သွားမလဲဆိုရင်8 square minus 2ကို9နဲ့စားအပြတ်စားလို့မရအောင်စားလို့မရတဲ့ဆရာတို့ကဘယ်လိုရေးမလဲဆိုတော့2 by 5h plus 1 by 5 is equal to 0လေးဖြစ်သွားမှာပေါ့ဒါဆိုဆရာတို့ကနေပြီးတော့အဲ့ဒီမှာကြည့်ရအောင်ဆရာတို့သူ့ကိုစာဝိုင်းခွဲတဲ့အခါမှာ8 square တော့ဟုတ်ပါတယ်ဆရာတို့ဒီ 1/5 တွေနဲ့အပိုင်းငယ်ဘလို့မှခွဲလို့မရအောင်ဒါဆိုဆရာတို့ကဘာလုပ်မလဲဆိုရင်ဒီ formula လေးတွေဝင်အောင်ဆရာတို့ကခါတိုင်းသုံးနေကြအတိုင်းလေးပဲဆရာတို့ကြည့်ရအောင်အဲ့တော့8 square minus 2/5h equal to plus 1/5 ဒီဘက်ရောက်ရင် minus 1/5 ပေါ့အဲ့ဒီရမယ်နော်minus 1/5 ဆိုဆရာတို့ကြည့်ရအောင်ဒီမှာက8က2ထပ်တစ်ထပ်8 0ဓာတ်ပြောင်းတယ်ဒါဆိုဆရာ8 0ဓာတ်ကိုဘယ်လိုထည့်မှာလဲတဲ့8 0ဓာတ်ကိုဆရာမြင်နေပြောနေသလိုပဲ8 power တစ်ထပ်ရဲ့အမြောက်ဖော်ကိန်းကိုဆရာဒီ2နဲ့စား2ထပ်တယ်အဲ့တော့ 5လေးကိုဆရာခဏမိထားကြည့်ရအောင်ဆရာ8 square minus 2h လို့ပဲဆရာတို့မြင်ကြည့်မယ်8 square minus 2h ဆိုရင်ဆရာတို့ကနေပြီးတော့ဒါဆိုသူ့ကို2နဲ့စားလိုက်1ရဒါဆို1hပေါင်းပါပေါ့အဲ့တော့1hပေါင်းမယ်ဆိုရင်ဆရာတို့ကနေပြီးတော့အောက်မှာက5ကျန်တယ်ဒါဆိုဆရာတို့ကဘယ်လိုလုပ်မလဲဆိုရင်1hပဲပေါင်းလို့မရတော့1/5ပေါင်းရတာဒါဆို1/5ကိုဆရာဒီ2နဲ့စားပြီး2ထပ်တင်ရတာဖြစ်တယ်ဆရာဘယ်လိုလေးရေးမလဲဆိုရင်ဆရာတို့8 square minus 2/5h plus 1/5ဖြစ်သွားရောis equal to တဲ့ minus 1/5 sorry ပါအဲ့တော့ဒီမှာဆရာဒီ2နဲ့စားပြီးတော့ဆရာဒီ2ထပ်လေးတင်ရမယ် 1/5 the whole square လေးပေါင်းပေးရမှာဒါဆိုသူ့ကို 1/5 the whole square ပေါင်းရင်ဒီဘက်ကိုလည်းဆရာက 1/5 ကို the whole square တင်ပြီးပေါင်းပေးမှာပေါ့ဒါဆိုဆရာတို့ကဘယ်လိုလေးဖြစ်သွားမလဲဆိုဆက်ကြည့်ရအောင်အဲ့တော့2ထပ်တစ်ထပ်0တက်ဖြစ်သွားပြီဒါဆိုဆရာတို့ဒီရှေ့ကိန်းနဲ့နောက်ကိန်းနဲ့ဆရာယူရေးရတော့မှာဒါဆိုဆရာကဘယ်လိုလေးဖြစ်သွားမလဲဆို h minus 1/5 the whole square ဆိုတာလေးဖြစ်သွားမယ် okay အဲ့တော့ဆရာတို့ကိုဖြည့်ရအောင် minus 1/5 plus 1နှစ်ထပ်က1ပဲเนาะ9နှစ်ထပ်က25ဒါဆို25ဖြစ်သွားမှာပေါ့ 1/25 လေးဖြစ်သွားမယ်ဒါဆိုဆရာတို့ကနေပြီးပြီလားမပြီးသေးပါဘူးဒါဆိုဒီဟာလေးကိုဖြည့်ရင်ရောဒါပြန်ရမှာလားဆရာအမြဲတမ်းပြောတယ်ဒီအပေါ်ကနေရှင်းလိုက်တဲ့အဖြေဒီအောက်ကိုပြန်ရနိုင်တယ်လို့ဆရာတို့ဒီအောက်ကပြန်ပြီးတော့ရှင်းတဲ့အဖြေကအပေါ်ကိုပြန်ဆန်းစစ်ကြည့်အောင်ဆရာတို့ပြန်ပြီးမှန်လားဆရာတို့ပြန်ကြည့်မယ်နော်ဒါဆိုဆရာဒီ h minus 1/5 the whole square လေးကိုဆရာကနေပြန်ရှင်းကြည့်ရအောင်ရှေ့ကိန်း2ထပ်8 square မရဘူးလားရှင်းနေနောက်နဲ့မြောက်မယ်2ဆရှင်းနေနောက်နဲ့မြောက် 1/5h 2ဆဆိုတော့ 2/5h နောက်ကိန်း2ထပ်ဆရာကဒီလိုလေးလုပ်လိုက်မယ် 1/5 the whole square လို့ပဲဆရာယူကြည့်လိုက်မယ်အနှုတ်ဆိုရင်ရှေ့အနှုတ်နောက်အပေါင်းထည့်မယ်ဒါဆိုဆရာ sorry ပါမြင်ရလားမသိအဲ့တော့နောက်အပေါင်းထည့်မယ်ဒါဆိုဆရာကိုလိုချင်တဲ့ဒီကောင်ကနေပြီးဒီကောင်ပြန်ရတာပေါ့ဒါလေးကမှန်သွားပြီဒါဆိုဆရာဒီနောက်တစ်ဆင့်လေးဆက်သွားရအောင်သူကတော့ h minus 1/5 the whole square is equal to ဒါဆိုသူ့ကိုရှင်းရအောင်ဆရာကနေဘာလုပ်တော့မှလဲဆရာအပိုင်းကိန်းတွေပေါင်းတဲ့အခါမှာဒီတိုင်းပေါင်းလို့မရအောင်ပေါင်းကျင်တိုင်းပေါင်းလို့မရအောင်ဒါဆိုဆရာဘာလုပ်ကြည့်မလဲတဲ့ဆရာတို့အပိုင်းကျင်ညှိအောင်ပိုင်းကျင်ညှိမယ်ဆိုပိုင်းကျင်ညှိအောင်ညှိမှာပေါ့အဲ့တော့ပိုင်းကျင်ညှိအောင်ညှိမယ်ဆိုရင်ဆရာဒီ25နဲ့ညှိမယ်25နဲ့ညှိလိုက်ရင်တဲ့ဒီဘက်က1/5ပေါ့နော်ဒီ5ကိုဆရာကနေ9နဲ့မြှောက်ရင်25ရမှာဒါဆိုရင်အောက်ကိုမြှောက်အပေါ်လည်းမြှောက်မှာဒါဆိုအပေါ်က -5 ဖြစ်သွားမယ်အပေါင်းဒီတစ်ကတော့ဆရာဒီ25ရှိနေတဲ့အတွက် plus
1ပဲကျန်မှာဒါဆိုဆရာတို့ဒီသူ့ကိုပိုင်းညှိလိုက်ရင်minus 4/5ဆိုတဲ့အဖြေလေးထွက်လာရော sorry ပါအဲ့တော့ minus 4/5ဆိုတာလေးထွက်လာအဲ့တော့ဆရာတို့ဒီဘယ်လိုလေးဖြစ်သွားမလဲဆိုရင်သူတို့နှစ်ခုကိုရှင်းလိုက်တဲ့အခါမှာဆရာဒီ minus 4/5ဆိုပြီးဖြစ်သွားမယ်ရမယ်နော်ဒါဆို minus 4/5 ကြည့်ရအောင်အဲ့တော့ဒီပုံသင်နည်းလေးကိုပြန်ကြည့်မယ်အဲ့တော့ minus and minus 4/5 minus ဒါဆိုဆရာဒီ n နေရာမှာ 4/5 ဝယ်နေရမဟုတ်လားဒါဆိုဒီ n နေရာမှာလည်းဆရာဒီ 4/5 လေးထည့်ပြီးသုံးကြည့်ရအောင်ဆရာတို့ကနေပြီးတော့ h minus 1/5 the whole square is equal to သူရဲ့ပုံသင်နည်းတိုင်းပဲဆရာတို့ဒီ plus or minus square root of သူကအပိုင်းကိန်းဖြစ်တဲ့အတွက် root အကြီးထားမယ်ဆရာဒီ 4/5 I the whole square လေးဖြစ်သွားမှာပေါ့အဲ့ဒီရမယ်နော် sorry ပါအဲ့တော့4/ဆရာဒီမှာ25ပေါ့နော်ဆရာပိုင်းကြီးညှိတာ sorry တစ်ချက်လေးနော်အဲ့တော့4/25အဲ့တော့သူကလည်း4/25ပေါ့အဲ့တော့ဆရာဒီအနေရာမှာ4/25လေးဝင်နေတာပေါ့ဒါဆိုဆရာဒီ4/25ဒါဆိုဆရာဒီစနအတိုင်းကြီးပဲဆရာဒီနှစ်ထပ်ဒီဘက်ကစကွဲနဲ့ကကြည်ပြီးမဟုတ်လားဒါဆိုဆရာတို့ဒီ h minus 1/5 is equal to plus or minus square root of 4/25 i လေးဖြစ်မှာမဟုတ်လား4/25 i ပေါ့ဒါဆိုဆရာတို့ကနေပြီးတော့ h minus 1/5 is equal to နော်အဲ့တော့သူ့ကိုဖြည့်မယ်ဆိုရင်ね plus or minus 4ကိုဖြည့်ရင်ဘယ်လောက်ရမလဲ2ရမယ်25ကိုဖြည့်ရင်တော့ဆရာဒီ5ရမှာပေါ့2/5 i ရမယ်အဲ့ဒီရမယ်နော်ဒါဆိုဆရာတို့ကနေပြီးတော့အဲ့တော့ဘယ်လိုလေးဖြစ်သွားမလဲဆိုတော့ h 1/5ဒီဘက်မှာနှုတ်တာဟိုဘက်သွားရင်ပေါင်းမှာပေါ့ဒါဆိုဆရာဒီ h equal to 1/5 plus or minus 2/5 i လေးဖြစ်သွားရောအဲ့တော့ဆရာဒီအဖြေလေးကနှစ်မျိုးထွက်မှာပေါ့ 1/5 plus 2/5 i နဲ့ 1/5 minus 2/5 i ရမှာပေါ့ဒါဆိုဆရာဒီထို့ကြောင့်နော်two solution are h equal to 1/5 plus 2/5 i and h is equal to 1/5 minus 2/5 i လေးရလာမှာပေါ့ဒါဆိုဆရာတို့လိုချင်တဲ့အဖြေလေးနှစ်ခုထွက်လာပြီပေါ့ဟုတ်ပြီအဲ့တော့ဒါလေးကတော့ note လေးပေါ့နော်အကြံလေးပြောထားတာအဲ့တော့ဆရာတို့ဒီမှာအခြေခံသဘောတရားတွေကိုဆရာတို့သိရမယ်အဲ့တော့ဒီဗီဒီယိုတွေကြည့်တဲ့အခါမှာအခြေခံသဘောတရားလေးဆရာနည်းနည်းလေးတွေညှက်ပြီးသုံးပါမယ်အဲ့တော့အခြေခံသဘောတရားလေးသိရမယ်ဒီပု္ပ္ပစာရဲ့အတွက်လို့ဆရာတို့ဒီအပိုင်းကိန်းပေါ့နော်အပိုင်းကိန်းကိုပိုင်းကြည့်ဘယ်လိုညှိမှာလဲဆိုတာလေးတွေပါသိထားရမယ်အဲ့ဒီတင်ချာသဘောတရားလေးနားလည်လာမှဆရာတို့ဒီတပုတ်ချင်းစီရဲ့အခြေခံကိုနားလည်မယ်ဒါမှခတ်တဲ့ပု္ပ္ပစာတွေရလာတဲ့အခါကျဆရာတို့ကအဖြေတွေကိုမှန်မှန်ကန်ကန်တွက်နိုင်မယ်အဲ့ဒီပု္ပ္ပစာလေးတော့ဆရာဒီမှာဆုံးသတ်လိုက်ပါပြီနော်အားလုံးပဲကျေးဇူးတင်ပါတယ်